ကဲအားလုံးပဲမင်္ဂလာပါဒီနေ့တော့ကျွန်တော်ဟိုနေ့ကတင်ခဲ့လိုက်တဲ့နန်းစောင်းခန့်တဲ့ကြီးရဲ့တမိုင်းကြောင်းကိုပြန်လည်ကြည့်လိုက်ကြရအောင်이번 정교수는 신현철 독일 연구소입니다. 다음 정교수는 강도 1위 입구입니다. နန်းစောင်းခန့်တဲ့ကြီးဟာကျွန်တော်တို့မျက်မြင်တွေ့နေရဖြစ်တဲ့ဂျိုဆွန်ခက်ကခန့်တဲ့ကြီးတစ်ခုမဟုတ်ဘူးဗျဒီခန့်တဲ့ကြီးရဲ့အောက်မှာတမိုင်းလောင်ပေါင်းများစွာရှိနေပါသေးတယ်2005ခုနှစ်မှာပြုလုပ်ခဲ့တဲ့သုတေသနဆိုင်ရာမှတ်တမ်းတွေအရအခုမြင်နေရတဲ့နိုင်ငံတွေရဲ့အတွင်းမှာAD 683ခုနှစ်ရှိလာဘီရင်လက်ထက်ကလေးကတိစောက်ခဲ့တဲ့ဂျူချန်ဆောင်ခေတ်ရဲ့နိုင်ငံအဟောင်းတွေကိုတွေ့ရှိခဲ့ပါတယ်။ဒါတွေမကသေးပါဘူး။2010ပြည့်နှစ်လောက်ကပြုလုပ်ခဲ့တဲ့တူဖော်မှုတွေအရလည်းဘီဂျက်ခေတ်ကသုံးဆောင်ပစ္စည်းတွေကိုလည်းတွေ့ရှိခဲ့ရပါသေးတယ်။အဲ့ဒါတွေကြောင့်ဒီနေရာဟာလွန်ခဲ့တဲ့နှစ်ပေါင်း1300ကျော်2000ခန်းလောက်ကလေးကတည်ရှိခဲ့တဲ့ဗျူဟာမြောက်မျိုးတော်ကြီးအဖြစ်သုတေသနဆိုင်ရာတွေကဒီမပြုခဲ့ပါတယ်။ကိုရီးယားသမိုင်းရဲ့ခေတ်သုံးခေတ်ဖြစ်တဲ့ဘီဂျယ်ရှိလာဂျိုဆွန်ဆိုတဲ့ခေတ်သုံးခေတ်ကိုဆက်ဆက်ပြီးထားတဲ့မဟာတိုင်းတစ်ခုလည်းဖြစ်ပါတယ်ဒီကြောက်တုံးတွေကိုကြည့်ကြည့်ပါဒါတွေကလွန်ခဲ့တဲ့နှစ်ပေါင်းရာချီကလူတွေရဲ့လက်ဖွေရတွေအသက်တွေသူကြောတွေသူတို့ရဲ့ကြောက်ရွံ့မှုတွေနဲ့မျောလင်းချက်တွေကိုထိမ့်သိမ်းထားတဲ့သမိုင်းမှတ်တမ်းတွေပါလူများစုကနန်းဆန်းဆောင်ကိုတောင်တက်ခီးစဉ်တစ်ခုလိုပဲမြင်ကြပါတယ်ဒါပေမဲ့အဲ့ထက်ပိုပါတယ်2014ခုနှစ်မှာတော့ကဘာကြီးကဒီနေရာကိုတကဘာလုံးဆိုင်ရာအဖို့မဖြတ်နိုင်တဲ့အမွေအနှစ်ဖြစ်တရားဝင်အတိမတ်ပြုခဲ့ပါတယ်။ဘာကြောင့် UNESCO ကဒီနန်းဆန်းဆောင်ကိုကဘာအမွေအနှစ်ဖြစ်သတ်မှတ်ခဲ့တာလဲ။ဒါဟာစစ်ပွဲတစ်ခုမှာရှုံးနိုင်ခဲ့တဲ့နေရာတစ်ခုတည်းမဟုတ်လို့ပါ။ဒီနေ့တော့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုဥက္ကဋ္ဌရဲ့တမိုင်းလွှာတွေစီကျွန်တော်ခေါ်သွားမှာဖြစ်ပါတယ်။ကျွန်တော်ခန္ဓာကြီးရဲ့ခိုင်မာမှုကအံ့ဩစရာကောင်းလာပါတယ်။စုစုပေါင်းအရှိရတော့12.4 ကီလိုမီတာနိုင်ငံရဲ့အမြင့်က9.3ကီလိုမီတာလောက်ရှိပါတယ်။ကျွန်းစုံခေတ်မှာခန္ဓာကိုပြန်လည်တိစောက်ခဲ့ပြီးတော့ကြောက်စီခြင်းအတတ်ပညာတွေတခြားနည်းပညာပိုင်းတွေကိုပြန်လည်ဖြစ်တင်ခဲ့ပါတယ်။ရန်သူတွေအလွယ်တကူတက်လို့မရအောင်အခုမြင်တဲ့အတိုင်းအောက်ခြေကကားပြီးတော့အပေါ်မှာရှုသွားတဲ့ပုံစံအတိုင်းတိစောက်ထားပါတယ်။နိုင်ငံတိုင်းမှာတနက်နဲ့ညပစ်ဖို့အတွက်အခုလိုပေါင်းငယ်လေးတွေအများစွာဖောက်ထားတာလည်းကျွန်တော်တွေ့ရပါတယ်။ကျွန်တော်တို့ဒီနန်းဆန်းဆောင်ရဲ့တမိုင်းအလေပြောင်းဟာအင်ဂျိုမင်းကြီးလက်ထက်မှာစဖြစ်ခဲ့ပါတယ်။မန်ချူတက်တွေဟာသူတို့ကိုသူတို့ချင်းတက်လို့အမည်ပြောင်းပြီးတော့ကိုရီးယားကိုစတင်ကျူးကျော်ခဲ့ပါတယ်။ဟွန်ချာအီဂျီဆိုတဲ့စစ်သူကြီးကိုယ်တိုင်ဦးဆောင်ခဲ့တဲ့ရန်သူ3,200,000ကျော်လောက်ကဒီကန်တက်ကိုဝိုင်းဝန်းထားခဲ့ပါတယ်။ကြီးမားတဲ့ကန်တက်ကြီးကစီးရတော့မရှုံးနိုင်ခဲ့ပါဘူး။ဒါပေမဲ့ဒီစစ်ပွဲဟာနိုင်ငံပေါ်တင်မှာဖြစ်တာမဟုတ်ပါဘူး။တဲ့လိုရတဲ့အိုင်းနေဟာအစားအစာနေလာပါတယ်။ဒီအစားအစာပြက်လက်မှုတွေပြီးတော့နောက်တစ်ခုကကိုရီးယားနိုင်ငံရဲ့အရန်အေးတဲ့ဆောင်းရာသီရဲ့တန်းကြောင့်စစ်တီရဲ့ခြေလက်တွေပုတ်ကုန်တဲ့အထိကိုအချိန်ကြီးဆိုးရွားသွားခဲ့ပါတယ်။မင်းနေရလဲစားကြမရှိတဲ့အတွက်တကောင်းရဲ့အမွေတကောင်းစားတဲ့အထိကိုဖြစ်လာခဲ့ပါတယ်။အဂျိုမင်းကြီးနဲ့အရှင်မင်းသားဆိုဟွန်းတို့ဟာဒီအချိန်ကြီးကြားမှာအကျက်ရိုက်စေခဲ့ပါတယ်။အဆက်ကိုပဲကာကွယ်မလားဒါမှမဟုတ်ရင်ရှစ်တန်မှုကိုပဲရွေးချယ်မလားဆိုတဲ့မိကွန်းနေကြမှာခေါင်းကိုက်စေခဲ့ပါတယ်။ဂန်းဝမ်ကျွန်းကြာဆုံးတဲ့တည်င်းကြောင့်နောက်ဆုံးမှာတော့စမ်းကြိုတို့မှာပဲအင်ဂျိုမင်းကြီးကဒူတော့ရှုံးပေးခဲ့ပါတယ်။ဒီအဖြစ်အပျက်ကိုမမေ့ဖို့အတွက်ခုကျွန်တော်တို့မြင်နေရတဲ့ခန္ဓာရဲ့အမြင့်ဆုံးနေရာစူအောက်ဂျန်တယ်ဆိုတဲ့နေရာမှာရောင်းကြုံမင်းကြီးကစိုင်းဘုတ်တစ်ခုတိစောက်ခဲ့ပါတယ်အဲ့ဒီစိုင်းဘုတ်ရဲ့နာမည်ကိုတော့မူမန်းလူလို့ခေါ်ပါတယ်မြန်မာလူကတော့မမေ့ရတဲ့မျိုးစင်ဆိုပြီးအဓိပ္ပာယ်ရပါတယ်နိုင်ငံမှာကျွန်တော်တို့10နှစ်ကြာနေခဲ့ရတဲ့အင်ဂျိုမင်းကြီးရဲ့နာကျင်မှုခံစားမှုတွေကိုအမရစီဖို့ပါကိုရီးယားလူမျိုးတွေဟာဝမ်းနဲ့နေုံနဲ့တော့မရက်တန့်သွားခဲ့ပါဘူးဒီကတက်ကိုပုံမခိုင်မာလာအောင်ပြုပြင်ရင်းနဲ့သူတို့ရဲ့စိတ်အင်အားနဲ့နည်းပညာကိုမြင့်တင်ခဲ့ပါတယ်ဒီတမိုင်းကြောင်းတွေကြောင့်ပဲ2000မှာ14ခုနှစ်ဇွန်လ22ရက်နေ့မှာပဲ UNESCO ကနန်းဆန်းဆောင်ကိုကမ္ဘာအမွေအနှစ်နေရာအဖြစ်အသိအမှတ်ပြုခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ပြည်ပန်းရဲ့ခန္ဓာပညာတိစောက်ပုံတွေ
အစစ်စစ်ပြောင်းလဲလာပုံကိုတနေရာထဲမှာသိနိုင်မြင်နိုင်လို့ပါစစ်ပွဲတွင်အသုံးပြုဖို့အတွက်ယာယီနန်းတော်ပါဝင်မှာဖြစ်တဲ့အတွက်အရေးပေါ်မျိုးတော်လို့လည်းခေါ်ပါတယ်ကိုရီးယားရဲ့လွတ်လပ်ခွင့်ကိုထိန်းသိမ်းဖို့ကျူးပန်းခဲ့တဲ့အချုပ်အခြာအာဏာရဲ့တင်ပြတာတစ်ခုလည်းဖြစ်ပါတယ်အဲ့ဒါတွေကြောင့်2014ခုနှစ်မှာနန်းဆောင်က UNESCO ကကမ္ဘာအမွေအနှစ်အဖြစ်အတိအမှတ်ပြုခဲ့တာဖြစ်ပါတယ်ဒါဟာသူတို့ရဲ့ထူးခြားတဲ့ဗိသုကာပညာတွေခက်ခဲတဲ့အခြေအနေကြားမှာတိုင်းပြည်ရဲ့လွတ်လပ်ခွင့်ကိုထိန်းသိမ်းဖို့ကြိုးပမ်းခဲ့တဲ့တမိုင်းဝင်တန်ဖိုးကြောင့်လည်းဖြစ်ပါတယ်ဒီကနေ့မှာတော့ဒီကန်တက်ကြီးဟာကျွန်တော်တို့လိုနိုင်ငံသားခီးသွားတွေနောက်တစ်ခုကတမိုင်းပညာရှင်တွေသူတည်တနာပညာရှင်တွေအတွက်စူးစမ်းရှာဖွေစရာခီးသွားစရာနေရာတစ်ခုဖြစ်ပါတယ်ကြောက်တိုင်းရဲ့တစ်ခုစီတိုင်းမှာချင်းစစ်တီတွေရဲ့သွေးချွေးကြောင်းနေပါတယ်အဲ့တော့ဒီတမိုင်းတွေကိုသိရှိခြင်းအပြင်ကျွန်တော်တို့နိုင်ငံရဲ့တမိုင်းအပါအဝင်ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံတိုင်းရဲ့တမိုင်းနဲ့ယဉ်ကျေးမှုတွေကိုတန်ဖိုးထားတတ်လာမှာပါအခုလိုစိတ်ဝင်စားကြကောင်းတဲ့တမိုင်းကြောင်းတွေကိုတင်ဆက်ပေးအောင်လို့တော့ရဲ့ channel လေးကို like and subscribe လုပ်ခဲ့ဖို့လည်းနှိုးခဲ့ပါတယ်ကျွန်တော်တော့ကျော်စင်ထွန်းပါနောက်ဗီဒီယိုမှာပြန်လည်တွေ့ကြပါမယ်